ချမ်းတဲ့ပန်းတွေပွင့်လို့လင်းဝါဆိုလာပြင်းနီးလာပြီးမို့ရွာဦးချောင်းကိုရည်စူးလို့နေရွာဦးချောင်းကိုရည်စူးလို့နေပြိုဖော်တတိုက်အုပ်စုဖွဲ့ကပန်းခုထွက်မဲ့တောဆက်စီစဉ်ပန်းဦးရွာကိုကိုစီပန်းလို့အပြုံးကိုစီနဲ့မြို့ချရွှင်ကြခြင်းလိုင်းပွင့်နေမြိုင်တော့အလဲမောင်တို့ကကောင်းညပေးလို့မေတို့ကခုစွမဲနင်းစီပန်းပွင့်ရဲ့နီစံရွယ်ကြမှာညက်လို့ပန်းမဲချွေးစကလေးတွေပြောင်းလဲလို့နေဘူးတာတော့မမှုနိုင်နဲ့ရိုးရာမပြတ်တရားဒီမှာတို့မြမာတွေစီလုံးကြတယ်လေကြစို့ဘန်ကလေးတွေလူတန်းရင်သာဓုကန်တွေလွမ်းပါစေတော့ဝါဆိုပန်ခုမြူးမြူးကြွကြွပျော်စရာဝါဆိုပန်ခုအေးချမ်းသာရမြမရိုးရာပြောတော့ပန်းတွေခုတို့ဘရဘာသာထုံးတာလာဝါဆိုပန်ခုအပျော်ယူတို့ကြွလုံးစုညံလို့